ဒီဗီဒီယိုမှာတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးဆွေးနွေးဖို့စဉ်းစားပါတယ်။အဲ့တော့ဒေါ်အောင်ဆန်းစုကြည်ပေါ်ကျွန်တော်အနေနဲ့ဘယ်လိုမျိုးသဘောထားအမြင်တွေရှိလဲပေါ့နော်။နောက်ပြီးတော့ဒီဗီဒီယိုမှာကျွန်တော်စဉ်းစားရတော့ဒီဒေါ်အောင်ဆန်းစုကြည်ထောက်ခံတဲ့သူတွေအတွက်လည်းပါတယ်။နောက်တစ်ခုကဒေါ်စုကိုမထောက်ခံဘူးပေါ့နော်။အထူးသဖြင့်စစ်တပ်ထောက်ခံတဲ့သူတွေအတွက်လည်းဆွေးနွေးချင်ပါတယ်။ဆိုတော့ဒီစစ်တပ်ထောက်ခံတဲ့သူတွေကနေရင်စတာပေါ့နော်။ဆိုတော့စစ်တပ်ထောက်ခံတဲ့သူတွေအနေနဲ့ဒီချိန်မှာကျွန်တော်ကတော့တိုက်တွန်းချင်တာကဒေါ်စုကိုလွှတ်ပေးဖို့စဉ်းစားတင်တယ်ပေါ့နော်။ဒါဒေါ်စုအတွက်ဒီဘာတွေထက်စစ်တပ်အကျိုးအတွက်ဒါမှမဟုတ်တိုင်းပြည်အကျိုးအတွက်စဉ်းစားမယ်ဆိုရင်ဒီချိန်မှာဒေါ်စုကိုလွှတ်ပေးတာအကောင်းဆုံးပဲပေါ့နော်။ဆိုဘာဖြစ်လဲဆိုတော့ကျွန်တော်ပြောပြပါမယ်။ဘာဖြစ်လဲဆိုတော့ဒီပြည်သူတွေကဒေါ်စုအရင်ချစ်ကြတယ်။ဒီပြီးခဲ့တဲ့9နှစ်တော်လှန်ရေးမှာဆိုလဲဒေါ်စုကိုဖမ်းသွားတဲ့မကျင်တဲ့ချက်ကလည်းအများကြီးပါတယ်ပေါ့နော်။ဆိုတော့အဲ့လိုဖြစ်တဲ့အခါမှာဒေါ်စုကိုဒါဒီလက်ရှိစစ်တပ်ရဲ့လက်ထဲမှာဆုံးသွားတာပဲဖြစ်ဖြစ်တစ်ခုခုဖြစ်သွားတယ်ပေါ့နော်။ကျမကြီးကတစ်ခုထိခိုက်သွားတယ်ဆိုရင်ပြည်သူတွေရဲ့အမုန်းတရားပိုများလာဖို့ပဲရှိတယ်။အဲ့ဒါဆိုဒီလက်ရှိပြိပခါရမီးစားရဆက်လောင်လိမ့်မယ်။ပြီးရင်ကျွန်တော်သွေးချောင်းစီးရတယ်ပိုများလိမ့်မယ်ပေါ့နော်။မလိုလားတဲ့သွေးချောင်းစီးရများတဲ့အခါမှာတိုင်းပြည်လည်းမတည်ငြိမ်ဘူးတိုင်းပြည်လည်းပြတ်လိမ့်မယ်ပေါ့နော်။တိုင်းပြည်ဒုက္ခရောက်လိမ့်မယ်။အဲ့တော့ဆုတစ်ခုခုဖြစ်သွားရဲဆိုတိုင်းပြည်ပြတ်တဲ့အထိကိုအနည်းကြီးတယ်ပေါ့နော်။ဒါကိုစစ်တပ်ထောက်ခံတဲ့သူတွေလေးနဲ့ထားပြီးစဉ်းစားဖို့လိုလိမ့်မယ်။ဆိုတော့နောက်တစ်ခုကဒေါ်စုကအခုဆိုအသက်80ကျော်ပြီပေါ့နော်။ပြီးတော့ဒီရွေးကောက်ပွဲကလည်းအခုပြီးသွားပြီစစ်တပ်ကလည်းအမျိုးမျိုးကစားပြီးသွားပြီပေါ့နော်။ပြောရမယ်ဆိုစစ်တပ်ကဒါပွင့်နေပြောရမယ်ဆိုစစ်တပ်ကစိတ်ရသားစီရနေတယ်။နိုင်ငံကဆက်ဆံရေးရလည်းသားစီရနေရရှိတယ်။ဒါဟိုကျွန်တော်အဲ့လိုပဲမြင်တယ်ပေါ့နော်။မတိုင်းပြည်ကတော့ပြတ်သွားပြီပေါ့နော်။ဒီကနေ့9နှစ်မှာဒီထက်ဆက်ပြတ်လို့တော့မဖြစ်ဘူးပေါ့နော်။တိုင်းပြည်ကတော်လေးအထိနာသွားပြီပေါ့နော်။ဒါကိုပြန်ပြီးကုစားပေးဖို့ဆိုရင်ဒေါ်ဆန်းစုကြည်ကအကောင်းဆုံးပဲပေါ့နော်။ဒေါ်ဆန်းစုကြည်ကအမြင်ရလည်းအမြင်နဲ့ဒီငင်းချမ်းရေးကိုလိုလားတဲ့သူဖြစ်တယ်။အမြင်နဲ့အရှိကိုတွေးရတဲ့သူလည်းဖြစ်တယ်။ဖြစ်တဲ့အခါမှာဒေါ်စုဆိုရင်တော့ဒီပြိပခါကိုတက်နိုင်ဆုံးထိမ့်သိမ့်ဖြစ်အောင်လုပ်ပြီးပါပဲပေါ့နော်။သူ့ရဲ့အသက်ရှင်တဲ့အချိန်တွင်မှာသူ့ရဲ့အသက်ရှိတဲ့အချိန်တွင်မှာဆိုတော့ဒီအသက်80ကျော်အမေတို့တယောက်အနေနဲ့လည်းအများကြီးသူ့အနေနဲ့လုံနိုင်မှာမဟုတ်တော့ဘူး။အဲ့လိုအချိန်မျိုးမှာဒါလွတ်ပေးပြီးတော့အကောင်းဆုံးဘယ်လိုပြောရမလဲဒီငင်းချမ်းရေးအတွက်အဖြေတစ်ခုအနေနဲ့လှုပ်ဆောင်တင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဒေါ်စုပေါ်ဆွဲထားတဲ့ပြစ်ချက်တွေဆိုတော့လည်းအထိပ္ပယ်မရှိဘူးဆိုအကုန်လုံးသိတာပဲပေါ့နော်ဒါဒေါ်စုထောက်ခံတဲ့သူကမဟုတ်စစ်တပ်ထောက်ခံတဲ့သူတွေသိတာပဲပေါ့နော်လက်စားတွေတို့ကိုဗစ်ဥပဒေတို့ပေါ်ကီတော်ကီသုံးတယ်တို့ဒါတွေအကုန်လုံးအထိပ္ပယ်မရှိဘူးပေါ့နော်ဥပဒေရတာရှောက်ထဲတာဖြစ်တယ်ဒီပြစ်မှုတွေကအထိပ္ပယ်မရှိဘူးဆိုတာကိုကျွန်တော်အကုန်လုံးသိနေရတယ်ပေါ့နော်ဒါကြီးကအထိပ္ပယ်မရှိမှားနေတယ်ဆိုတော့ပေါ့နော်ဆိုတော့ဒီချက်တွေကြောင့်ပုဂ္ဂိုလ်ရေးညှို့တွေကိုဖယ်ထားပြီးတော့ယထာဘူတာကြကြစဉ်းစားမယ်ဆိုရင်ဒေါ်စုကိုလွတ်ပေးတာဒီချိန်မှာအကောင်းဆုံးပဲပေါ့နော်အကောင်းဆုံးဆိုတာစစ်တပ်အကျိုးအတွက်တိုင်းပြည်အကျိုးအတွက်ပေါ့နော်ဒီတော်လှန်ရေးတွေပါခဏထားလိုက်အောင်နော်ပြည်သူတွေပါပြည်သူစားလည်းအကုန်လုံးကြည့်ရမှာပေါ့နော်ဒီချိန်မှာအကုန်လုံးထိနာနေတာဆိုတော့ဒီလိုမျိုးတော့ကျွန်တော်စဉ်းစားကြည့်ချင်တယ်တကယ်တိုင်းပြည်ကိုချစ်တယ်မျိုးချစ်တို့ပါတော့ပြောရဲဆိုတော့စစ်တပ်ကိုလည်းတကယ်ချစ်တယ်ဆိုဒီချိန်မှာတော့ရှေ့လျှော့ဖို့အလေးနဲ့ထားပြီးစဉ်းစားတင်တယ်ဒေါ်စုအနေနဲ့နိုင်ငံရေးမှာအများကြီးဝင်ပါနိုင်မှာမဟုတ်ဘူးဆိုတော့အဲ့ဒါကြီးကိုထိန်းနိုင်တဲ့တစ်ခုဖြစ်သွားရဆိုရင်စစ်တပ်အတွက်လည်းမကောင်းဘူးပေါ့နော်တိုင်းပြည်အတွက်လည်းမကောင်းဘူးဖြစ်တယ်ဒါတော့ဒါစစ်တပ်ထောက်ခံတဲ့သူတွေအနေနဲ့ဒေါ်စုကိုလွှတ်ပေးဖို့စဉ်းစားတင်တဲ့အချက်တွေပေါ့နော်နောက်တစ်ခုကဒီဒေါ်စုထောက်ခံတဲ့ဘက်ကပေါ့နော်ဒီအခု NLD တို့ NUG တို့တော်နိုင်ဘက်ကစဉ်းစားတင်တာကြတော့အခုလည်းကျွန်တော်တွေ့ပါတယ်နော်ဒီ NLD ဆိုလဲဒေါ်စုကိုလွှတ်ပေးမှာပဲတိုင်းပြည်အဖြစ်ရှိမယ်လို့နော်ဒီ CRP ရှာဦးအောင်ကြီးညွှန်တို့အဲ့လိုမျိုးပြောလာကြတယ်ပေါ့အဲ့လိုပြောတဲ့အခါမှာတိုင်းတာတစ်ခုကဟုတ်တယ်ပေါ့နော်ဒေါ်စုကလည်းဒါခုနပြောသလိုသူ့မှာတရားမှုတွေရှိတာနော်သူလည်းအရေးပါတယ်သူဖြစ်တယ်ဆိုတော့အကြောင်းလည်းတချို့ဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဒေါ်စုကိုဗဟိုပြုပြီးစဉ်းစားရတာပေါ့နော်အဲ့ဒါကလည်းတော်တော်လေးကျွန်တော်မြင်တာတော့ပြဿနာရှိတယ်ပေါ့နော်တခုကဒေါ်စုအတွက်လည်းမကောင်းဘူးပေါ့နော်ဒေါ်စုလိုမျိုးခုနပြောအသက်80ကျော်အမေဥပေါ်မှာအကုန်လုံးပုံအပ်ထားရဲဆိုတော့လေသူ့အတွက်လည်းမမျှတာဘူးပေါ့နော်နောက်တစ်ခုကသူဖြစ်ချင်တာလည်းမဟုတ်ဘူးသူလည်းသူ့ကိုယ်ကိုပဲမှီခိုပြီးတော့တိုင်းပြည်ကသူမရှိရင်တိုင်းပြည်ပြတ်သွားတာမျိုးလည်းသူလည်းမြင်ချင်မှာမဟုတ်ဘူးပေါ့နော်သူမရှိတဲ့တိုင်းပြည်ကိုဆက်ပြီးတော့အဖြေရသွားတာမျိုးငြင်းညံ့တာမျိုးတိုးတက်သွားတာမျိုးသူမြင်ချင်မှာပေါ့အဲ့ဒါသူ့တပည့်တွေကမလုံနိုင်တာဒါတော်တော်လေးနဲ့ဘယ်လိုပြောရမလဲနှမျိုးစရာကောင်းတယ်ဒေါ်စုလည်းစိတ်အဆင်ပြေမှာပေါ့ဒါတွေကိုမြင်ရတာနိသူ့တပည့်တွေကအရေးချင်းမရှိဘဲနဲ့သူ့ကိုပဲလာပြီးတော့မှီခိုနေသူမရှိရင်မလုံတက်မကင်တဲ့သူ့ရဲ့ဩဇာကိုပဲအမွေလူဖို့လောက်ပဲစဉ်းစားတယ်ပေါ့နော်ဒါအောင်ဆက်ပြီးဘလို့ဥဆောင်ရမယ်သူ့ရဲ့အတွေးခေါ်တွေသူ့ရဲ့အယူဆတွေဆက်ပြီးအောင်မြင်အောင်ဘလို့လုပ်မယ်ဆိုတော့
လောက်ဆောင်နိုင်စွမ်းရောအမျှော်အမြင်ရောစိတ်ဆန္ဒရောပြင်ဆင်ထားတာရောမရှိတာကိုသူတွေ့တာတော်တော်လေးတော့နာကျင်ရမှာပေါ့နော်ကျွန်တော်မြင်တာတော့ဆိုတော့ဒါကျွန်တော်မြင်တာတော့ဒေါ်စုထောက်ခံတဲ့သူတွေနဲ့အလေးနဲ့ထားပြီးစဉ်းစားတင်တာတော့အဲ့အပိုင်းချလိမ့်မယ်ပေါ့နော်ဒေါ်စုလွတ်မြောက်အောင်လုပ်တင်ပါတယ်ဒါပေမဲ့ပို့ပြီးရေးကြည့်တာဒေါ်စုရဲ့အတွေးခေါ်တွေဓမ္မတွေဘယ်လိုရှင်သန်အောင်လုပ်ပါလဲဟုတ်ဆိုဒေါ်စုကကျမ်းဖတ်လမ်းစဉ်တွေသူ့ရဲ့အယူဆရှိတာပေါ့နော် freedom from fear revolution of the mind spirit တို့ဒါတွေစိတ်ဓာတ်ကိုအပြောင်းလဲလုပ်ရမယ်အတွင်းတော်နိုင်လုပ်ရမယ်အကြောက်တရားရင်ဘယ်လိုမျိုးကျွန်တော်ကြော်သွားမယ်ဒါသူ့မှာအတွေးခေါ်တွေအများကြီးเนาะဗုဒ္ဓဘာသာနဲ့လည်းချိန်ပြီးပြောတာရှိတယ်အယူဆတွေအများကြီးကိုတကယ်နည်းနည်းဆွေးနွေးနေတာအများကြီးရှိတယ်ဒါတွေကိုတကယ်သူ့တပည့်တွေရောတကယ်ရောလိုက်နာကြလားတကယ်ရောလေ့လာကြလားပေါ့ဒါမေးဖို့မေးရမှာပေါ့အဲ့တော့ဒေါ်စုကိုပုံကိုကြီးကကိုးကွယ်ကြတယ်ဒါကြီးကိုပိုင်ဆိုင်မှုတစ်ခုပေါ့နော်သူ့ရဲ့ဒီ charisma ပေါ့နော်သူ့ရဲ့ဩဇာကိုလိုက်ပြီးတော့ချိတ်ဆက်ပြီးတော့လူဖို့ကြိုးစားကြတယ်အမွေလူဖို့အမွေခွဲဖို့ကြိုးစားကြတယ်ဒါတွေကနေမတက်တာတော်တော်လေးရှက်ဖို့လည်းကောင်းတယ်ပေါ့နော်ဆိုတော့ဒါဒေါ်စုကိုထောက်ခံတဲ့သူအလေးနဲ့ထားပြီးစဉ်းစားတင်တာပေါ့ဒေါ်စုကိုပုံကိုကြီးရပဲဆက်ပြီးကိုးကွယ်မှာလားဒေါ်စုရဲ့ဓမ္မတွေကိုဆက်ပြီးရှင်းသင်အောင်လုပ်ပါအဲ့တော့ဒါကဒီဒေါ်စုထောက်ခံတဲ့သူတွေအခုလက်ရှိကောင်းဆောင်မှုပေါ့ဒါပေမဲ့တကယ်အရေးကြီးတာကျွန်တော်မြင်တာတော့လက်ရှိကောင်းဆောင်တွေကပြီးတော့ပြောင်းလဲဖို့တော်တော်လေးခက်သွားပြီပေါ့နော်သူတို့ကိုယ်တိုင်ကလည်းခုနအကြောက်တရားရင်းနဲ့ပိတ်မိနေကြတာပေါ့နော်ဒေါ်စုပြောတဲ့အာဂတိတရားရင်းနဲ့ပြန်ပိတ်မိပြီးတော့ယုံမထွက်နိုင်ဖြစ်နေကြတဲ့အချိန်မှာဆိုရင်တော့ဒီအချိန်မှာနောက်ထပ်ခေါင်းဆောင်တွေပေါ့နော်နောက်ထပ်လူငယ်နောက်ထပ်ခေါင်းဆောင်တွေလာတော့မှာပေါ့ကျွန်တော်မြင်တာလေတော်ရင်းကလည်းဘယ်လိုပြောဆက်ပြီးတော့ဆက်ဖြစ်မှာပဲပေါ့နော်ကျွန်တော်လူတွေရှိသေးတယ်လူငယ်ရှိသေးတယ်အပြောင်းလဲရဆက်လူလာကြမှာပဲဆိုတော့နောက်လူငယ်တွေသူတို့ဖြစ်နောက်ဆက်လာမဲ့ဒီပြီးခဲ့တဲ့9နှစ်လိုမျိုးမဟုတ်ပဲねပေါ့နော်ပို့ပြီးတော့ရေရှည်ကိုကြည့်တဲ့နောက်ထပ်လမ်းကြောင်းတစ်တွေပေါ်မဲ့ခေါင်းဆောင်တစ်တွေခေါင်းဆောင်မှုတွေနဲ့စဉ်းစားရမှာတော့ဒေါ်စုဆရာကျော်သိန်းစာတွေအများကြီးရလိမ့်မယ်ဒီချိန်ထဲမှာဒေါ်စုရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ဒီခုနပုံကိုကြီးကိုးကွယ်တာမကြော်ပဲねပေါ့နော်အဲ့ဒါကိုကြော်ကြည့်ပြီးတော့ဒီအတွေးခေါ်တွေတသနာတွေဓမ္မတွေကိုဆက်ပြီးစီးဆင်းအောင်မလုပ်နိုင်ခဲ့တာပေါ့ဒါဒေါ်စုရဲ့အဓိကအားနည်းချက်လို့ကျွန်တော်မြင်တယ်အဲ့ဒါကိုကျွန်တော်တို့နောက်ထပ်ဒီလှုပ်ရှားမှုတွေနောက်ထပ်တော်လှန်ရေးဥဆောင်မှုတွေမှာတော့ဒါကိုကျွန်တော်အဖြေရှာဖို့လိုနေဒါဒေါ်စုလိုချင်တဲ့အနာဂတ်ပဲကျွန်တော်မြင်တယ်ဒေါ်စုအနေနဲ့လည်းဒေါ်စုပြောရရင်ဒီဆက်နာရှင်ဆက်ချင်းတမိုင်းမှာဒေါ်စုကအောင်မြင်ဆုံးလူတစ်ယောက်လို့ပြောရမှာပဲသူ့ရဲ့လှုပ်ရှားမှုကလေအာနာအတိုက်ခံနေအာနာရရဲ့အထိသူအောင်မြင်အောင်လုပ်ခဲ့တယ်သူအနေနဲ့လည်းအများကြီးပြောင်းလဲပြီးမှာအောင်မြင်ခဲ့ရရှိတယ်တစ်ဖက်မှာလည်းသူဒါလက်စစ်မကမ်းပေးနိုင်တာအတိအကျအားနည်းချက်ဖြစ်နေတယ်ဒါကိုကျွန်တော်တို့ဘယ်လိုမျိုးပြင်ဆင်ပြီးတော့ဆက်သွားအောင်လဲပေါ့နော်ဒေါ်စုဖြစ်စေခြင်းနဲ့ဒီငြိမ်းချမ်းရေးနဲ့ပြီးတော့လူရဝင်တာပေါ့နော်လူစင်တန်းမိတယ်လူကဘာကိုပြန်ပြီးအကျိုးပြုနိုင်တယ်မြန်မာလူဖွဲ့စည်းပြောင်းဘယ်လိုလုပ်ကြမှာလဲဒါကိုကျွန်တော်အလေးနဲ့ထားစဉ်းစားဖို့လိုတယ်ဒေါ်စုလွတ်တည်ဖြစ်စေမလွတ်တည်ဖြစ်စေဒေါ်စုရဲ့ဓမ္မတွေဆက်ပြီးရှင်းသန်အောင်ကျွန်တော်တို့အတူတူစူးစမ်းဖို့လိုလိမ့်မယ်ဒါကျွန်တော် freedom fighter လည်းဒီပုံမှာပဲအဓိကလုပ်နေတာပေါ့နော်ဆိုတော့ဒီဒေါ်စုရဲ့ပြိတ္တတွေနေနဲ့ဒါအဓိကစဉ်းစားမှာအဲ့ဒီအပိုင်းလိုပဲကျွန်တော်ဒေါ်စုကိုပုံကိုရေးရပဲကိုးကွယ်တဲ့အဆင့်မှာပဲရှက်နေမလားဒါမှမဟုတ်ဒေါ်စုရဲ့ဓမ္မတွေကိုဆက်ပြီးရှင်းသန်အောင်လုပ်စဉ်းစားကြည့်ပြပါ